ကန်ကောင်းလို့လူတိုင်းအားကြနေပေမဲ့ဝန်ထမ်းတွေကြောင့်စီးပွားပြတ်နိုင်ကြီးရှိတယ်လို့အပြောခံနေရတဲ့ဖတ်တီမပရိသတ်များအားလုံးပဲမင်္ဂလာပါဇလီထော်ကီကနေပြန်လေကြိုဆိုလိုက်ပါအချင်းပေါင်းရောင်ပြီးချမ်းသာတယ်ဆိုတာဖတ်တီမပဲရှိတယ်လို့လူတွေရဲ့ပါဇက်ဖျားမှာအံ့ဩအားကြခံနေရတဲ့ဖတ်တီမကတော့အခုချိန်မှာတထေးမကြီးဖြစ်လို့နေပါပြီလဲမီအချင်းပေါင်းဒီဘဝကနဲ့တုံးလက်တိုက်ကြီးနဲ့တထေးမကြီးဖြစ်ပြီးရွာမင်းနှဖုံထစ်လာတဲ့အခါမနာလိုသူတွေနဲ့ဝေဖန်တိုက်ခိုက်သူတွေလေးရှိလာပါတယ်ဒါကြောင့်ဒုတိယဆိုင်ခွဲဖွင့်တဲ့ပကူးမျိုးဆိုင်ခွဲမှာမနာလိုသူတွေရဲ့အတိုက်တန်းကြောင့်နေချင်းပိတ်ခဲ့ရတာဖြစ်ပါတယ်ဒီလိုမျိုးအခက်ခဲတွေကြုံနေရတဲ့ဖတ်တီမာကိုလူအများကတော့တနာညာတာကြပြီးအားပေးခြင်းစိတ်လည်းရှိကြပါတယ်ဒါကြောင့်သူဆိုင်ဖွင့်နိုင်စိန်ရွှေရောင်းဆိုင်တွေလိုကြိတ်ကြိတ်တို့အားပေးကြတာဖြစ်ပါတယ်လူတွေရဲ့အားပေးမှုနဲ့တနာခယူနာတွေရတဲ့တလို့ဝေဖန်ထုတ်ပြမှုတွေကိုလည်းရရှိတဲ့ဖတ်တီမာဟာအခုလက်တလုံးမှာသူမရဲ့အဆိုင်ဝန်ထမ်းတွေကြောင့်နမဲပြက်ရရှိနေပြန်တာပဲဖြစ်ပါတယ်ဖတ်တီမာဟာအခြေခံလူသန်းစားကနေအောင်မြင်လာတဲ့သူဖြစ်တဲ့အတွက်သူမရဲ့အလုပ်မှာအတိမိတ်ဆွေတွေကိုပဲပြန်ခံထားတာဖြစ်ပါတယ်ငကိုကလေးကတန့်ရှင်းမှုအားနည်းနေသူဖြစ်တာကြောင့်အချင်းပေါင်းနဲ့ပတ်သက်ပြီးမှလေဝေဖန်မှုတွေရရှိခဲ့တယ်လို့သူမတီထွင်ခဲ့တဲ့ငါးရေခွန်ကြော်နဲ့ပတ်သက်ပြီးမှလေတန့်ရှင်းသက်ရမှုအပိုင်းတွေနဲ့အရသာပိုင်းတွေမှာမကောင်းတဲ့မှတ်ချက်တွေများစွာရရှိနေခဲ့တာဖြစ်ပါတယ်တနိုင်ငံလုံးမှာရှိတဲ့ငါးအရီခွန်ကြော်တဲ့စိတ်တွေထဲမှာသူမရဲ့ထုတ်ကုန်ကသာလျင်အညီနိုင်ရတယ်လို့မှတ်ချက်ပေးသူတွေများနေကြတာပဲဖြစ်ပါတယ်အမှန်တကယ်လည်းသူမရဲ့စိတ်ယုံထုတ်ငါအရီခွန်ကြော်တွေဟာတန်ရှင်းမှုအားနည်းနေခဲ့ပါတယ်ဒါကြောင့်အခုချိန်မှာအရာတာကိုပြင်ဆင်ပြီးအတက်နိုင်ဆုံးညှိနှမထွက်အောင်ပြုလုပ်ထားတယ်လို့သိရှိရပါတယ်ဒီလိုမျိုးပြင်ဆင်မှုတွေပြုလုပ်ပြီးစိုင်ကွဲတက်တွေဖွင့်ထားတဲ့အခါမှာတော့အစားအသောက်နဲ့ပတ်သက်လို့ဝေဖန်မှုမရှိတော့ပေမဲ့စိုင်ဝန်တန်းတွေကြောင့်မလို့လူတွေစိတ်အနှောက်အယှက်ဖြစ်ရတယ်ဆိုပြီးသွားရောက်စားသုံးသူတွေရဲ့မှတ်ချက်တွေကိုခုလက်တလောမှရရှိနေတာပဲဖြစ်ပါတယ်အယောင်းဝန်တန်းနေရစီးပွားရေးသမားဆိုင်ရှင်တွေရဲ့ထောက်တိုင်မှာအယောင်းဝန်တန်းဖြစ်ရင်ဆိုင်တောင်ပြက်တယ်ဆိုတဲ့ဆွေရိုးစကားတောင်ရှိတဲ့အတွက်စီးပွားရေးလုပ်မယ်ဆိုရင်ဝန်တန်းကောင်းကိုရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်ခုအခါမှာတော့ဖတ်တီမာရဲ့ဝန်တန်းနေရမက်ချက်ဆိုဒီနဲ့ပြည်နေပါပြီဖတ်တီမာရဲ့ဝန်တန်းနေရဈေးဝယ်သူတွေအပေါ်မှာမချေမငံဆက်ဆံတယ်လို့မတူမတန်ဆက်ဆံကြတယ်လို့လည်းဈေးဝယ်ဘူးသူတွေရဲ့မှတ်ချက်တွေကြားနေရတာဖြစ်ပါတယ်ဖတ်တီမာကတော့သူမအပေါ်မှာအားပေးတဲ့သူတွေကိုကျေးဇူးရှင်လို့သတ်မှတ်ပြီးအမြဲတမ်းကျေးဇူးတင်ကြောင်းတွေကိုသူမရဲ့ TikTok စာမျက်နှာမှာအမြဲတမ်းတင်ပေးတာပဲဖြစ်ပါတယ်ဒါကြောင့်ဈေးဝယ်တွေကဖတ်တီမာကိုချစ်ကြပေမယ့်သူမရဲ့ဝန်ထမ်းတွေကိုတော့မေတ္တာထားလို့မရှိပါဘူးဖတ်တီမာဟာအနာဂတ်မှာလည်းအောင်မြင်တဲ့စီးပွားရေးတွေများစွာလုပ်နိုင်ဖို့အလားအလာရှိပေမယ့်သူမရဲ့ဝန်ထမ်းတွေကိုသာကောင်းကောင်းမထိန်းသိမ်းဘူးဆိုရင်တော့ဖြစ်ထိုးနိုင်မှာမဟုတ်ဘူးလို့ဆိုနေကြတာပဲဖြစ်ပါတယ်ဝန်ထမ်းမကောင်းရင်ဆိုင်ရှင်တွေရဲ့အတွက်တိတ်တနာဖို့ကောင်းတာဖြစ်လို့ဖတ်တီမာအတွက်စိတ်မကောင်းဖြစ်နေကြတာဖြစ်ပါတယ်ဆက်ဆံရေးမကောင်းလူမှုရေးမသိတဲ့ဝန်ထမ်းတွေကြောင့်ဆိုင်နမေပြတ်တော့မဲ့ဖတ်တီမာရဲ့အဖြစ်နဲ့ပတ်သက်ပြီးပရိသတ်ကြီးရဲ့အငင်းကိုလည်းကောင်းမှန်မှဝေမျှပေးကြပါအောင်ရှင်